မိတ်ဆွေတို့ကဒီနေ့မှာမိမိတို့ရဲ့သားသမီးဒါမှမဟုတ်မိသားစုဝင်တို့ရဲ့အတန်စစ်နဲ့ရေးပေါ်ဒုက္ခရောက်လို့ပါပိုက်ဆံအမြန်လွှဲပေးပါဆိုပြီးဖုန်းဆက်လာရင်ချက်ချင်းယုံကြည်ပြီးပတ်စံလွှဲပေးမိမှာလားဒီပညာတွေရန်တိုးတက်လာတဲ့ဒီနေ့ခေတ်မှာဒါဟာ online အလိမ်ညာသမားတွေရဲ့နောက်ဆုံးပေါ်လှည့်ကွက်တစ်ခုဖြစ်လာနေပါပြီလူတစ်ယောက်ရဲ့အတန်ပိုင်းဥပမာ social media ပေါ်ကဗီဒီယိုတွေကအတန်တိုလေး3စက္ကန့်စာလောက်ရှိုံနဲ့တင် AI voice cloning နည်းပညာအသုံးပြုပြီးဒီလူရဲ့အတန်တိုင်းတရားရာခိုင်နှုန်းတူညီတဲ့စကားပြောတဲ့အတူကိုအလွယ်တကူဖန်တီးပြီးလိမ့်လဲနိုင်နေပါပြီလက်တွေ့ဖြစ်ရမှန်တာတကအနေနဲ့အမေရိကန်နိုင်ငံအရီဇိုနာပြည်နယ်ကမိခင်ဖြစ်သူဂျနီဗာစီကိုဖုန်းတစ်စာဝင်လာပါတယ်ဖုန်းထဲမှာသူ့ရဲ့15နှစ်အရွယ်သမီးဖြစ်သူမရီနာရဲ့အတန်အဆင့်နဲ့သမီးကိုလူတွေဖမ်းထားလို့ကဲပါအောင်ဆိုပြီးတော့ငိုယိုအော်ဟစ်တန်ကိုကြားရပါတယ်။ရမေးဆွဲသမားတွေကအမေရိကန်ဒေါ်လာ1 သန်းချက်ချင်းလွှဲဖို့ချိန်ချောက်ပါတယ်။တကယ်လည်းသမီးဖြစ်သူကအိမ်မှာဘာမှမဖြစ်ပဲဘေးကင်းစွာရှိနေတာဖြစ်ပြီးလိမ့်လည်သူတွေကတစ်တော်ဘောကသမီးဖြစ်သူရဲ့အတန်တိုလေးကိုယူပြီး AI နဲ့အော်ဟစ်ငိုယိုတန်ဖြစ်ကြောင်းလဲကလိမ့်လည်ခဲ့တာဖြစ်ပါတယ်။ FTC က2023ခုနှစ်ဒီ AI in your life ဆိုတဲ့ campaign နဲ့အတူ AI voice cloning အသုံးပြုပြီးမိသားစုဝင်တွေအယောင်ဆောင်ကဗီလိန်နာတွေတူဝါလာနေကြောင်းသတိပေးချက်တရားဝင်ထုတ်ပြန်ထားပါတယ်။သူတို့ရဲ့သုတေသနအစည်းအဝေးခန်းစာ The Artificial Imposter အရမတဝမ်းကလူပေါင်း9000ကိုစက်တန်းကောက်ယူရမှာတော့လူ4ယောက်မှာ1ယောက်ဟာ AI အတန်းနဲ့ငွေလိမ်တဲ့အနေအကိုကိုယ်တိုင်မဟုတ်သိရသူတူကြုံတွေ့ဘူးတယ်လို့ဖော်ပြထားပါတယ်။ဒါလည်းမကပဲလူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့လူတစ်ယောက်ရဲ့အတန်းဖိုင်3စက္ကန့်စာရှိုံနဲ့တင် AI က85ရာခိုင်နှုန်းတူအောင်လိုက်တူနိုင်တယ်လို့သူတည်တနာယူထားပါတယ်။ဒါဆိုရင်ဒီလိုအနေအမျိုးကိုဘယ်လိုကာကွယ်မလဲ။ကောင်းဆုံးနဲ့တမိုးရှိဆုံးနီးလန်းကတော့မိသားစုလျှို့ဝှက်စကားလုံး family password ကိုကြိုတင်သတ်မှတ်ထားသင့်ပါတယ်။ဥပမာရွှေငါးလေးတီစသည်ဖြင့်မိသားစုဝင်ချင်းချင်းပဲတည်တဲ့စကားလုံးပေါ့ဗျာတကယ်လို့အရေးပေါ်ကြုံလာရရင်တန်ကကိုသားသမီးအစ်စ်ဖြစ်နေရင်တောင်ပါပဲကိုအိမ်ကလျှို့ဝှက်စကားလုံးကပါလဲလို့ပြီးပြီးချစ်ချင်းအတီးပြုတ်နိုင်ပါပါဒီရင်တန်တွေကဒါကိုလုံးဝဖြေနိုင်မှာမဟုတ်ပါဘူးအားပေးကြတဲ့မိတ်ဆွေတို့ရဲ့မိသားစုဝင်တွေအားလုံးလည်းဘေးကင်းကြပါစေလိမ့်လည်လက်ပတ်ချင်းကကင်းဝေးနိုင်အောင်ဒီဗီဒီယိုလေးကိုချစ်တဲ့